ဘာလို့3ချိန်3ခါတွေ့ရင်ရေစက်လို့သတ်မှတ်ကြတာလဲ4ချိန်5ချိန်6ချိန်ထပ်တွေ့ခွင့်မရှိဘူးလားကျမဘဝတက်တန်ရဲ့ဂျန်နီသေးတဲ့နေရက်တွေမှာသူနဲ့ထပ်ဆုံနိုင်မှုအခွင့်အရေးရာခိုင်နှုန်းသေးသေးလေးအောင်မရှိတော့ဘူးလားကျမပြောခဲ့ပါတယ်ကျမတို့ရေစက်ရှိတဲ့ရထပ်ဆောင်အောင်မယ်လို့တခါတလေမှာကျမတို့ကတခုခုကိုခြေစုံပြည့်ယုံလိုက်ဖို့ပဲလို့တာအဲ့အတွက်ကျမကိုယုံမိုက်တယ်လို့ပဲဆိုကျမတို့ဆက်ပြီးယုံကြည်နေအောင်ပါပဲIt's not just about clothes. It's also about feelings. Wear your feelings, wear your confidence, and create memorable moments. Renee Matthias